ဒါတော့အားလုံးစောင့်မျှော်နေတဲ့ခုနှစ်ပေတဲပွဲဟိုမှာနည်းနည်းထွန်းစမ်းပြနေတာကတော့နံပါတ်ရိုးထိုးပါစာအောက်ခံဟိုမှာနံပါတ်ဖွားအောင်ကြီးကျော်ပဲဖြစ်ပါတယ်ဗျာနော်ဒီပွဲလေးကိုချိန်နေတိုင်းတော့ share လေးတွေအသေးလေးတွေပေးခဲ့လို့ရပါတယ်ဗျာနော်ပွဲစပါပြီနော်ဒါတော့လာရောက်ကြည့်ရှုပေးတဲ့ထိုင်းနေမှာပွဲတင်ဒါချိန်မကြီးနဲ့အစိုက်ကိုလာရောက်အားပေးတဲ့ပိတ်သက်တွေပဲဖြစ်ပါတယ်ဗျာနော်ဒါကျွန်တော်ညီလေးပါဒါဘုံဆိုင်အမာကန်ပိတ်သက်ပါဟုတ်ကဲ့ပါအစိုက်ထိုးထားတဲ့ချိန်မကြီးကိုတင်ကိုမတင်ညွန့်ကိုတောင်းစိတ်ကောင်းပါတယ်ချိန်မကြီးထိုးထားတဲ့အစိုက်ကိုတင်ကိုမတင်ညွန့်ကိုတောင်းစိတ်ချိန်မကြီးဆဲတဲ့ချိန်မကြီးဟိုဝါတက်ထားတဲ့အစိုက်ပြန်ဆဲတဲ့အစိုက်ပဲကဲအစိုက်တက်ရှိပိုက်တိုးသွားခဲ့တဲ့အတွက်အမတ်ကတော့1လက်ပါအစိုက်ကိုတင်ကိုအစိုက်ထိုးထားတဲ့ချိန်မကြီးကိုတင်ကိုဒီမှာဖွာတက်ထားတဲ့ဝေးသွားခဲ့တယ်နော်အစိုက်စပစ်ပါအစိုက်ထိုးထားတဲ့ချိန်မကြီးတင်ထားတဲ့ချိန်မကြီးဖွာနဲ့တက်ထားတဲ့ကဲအမတ်ကတော့လက်1ပါ1 over အစိုက်လိုက်ထိုးထားတဲ့ချိန်မကြီးထိုးထားတဲ့အစိုက်တင်ထားတဲ့ပတ်ထားတယ်စိုက်2-1ပါချိန်မကြီးထိုးထားတဲ့အစိုက်တင်ထားတဲ့ချိန်မကြီးဆဲတဲ့အမတ်ကတော့3-1ပါချိန်မကြီးစပစ်ပါချိန်မကြီးထိုးထားတဲ့အစိုက်တက်ထားတဲ့ချိန်မကြီးဆဲတဲ့အစိုက်ထိုးထားတဲ့ချိန်မကြီးထိုးထားတဲ့အစိုက်တင်ထားတဲ့ချိန်မကြီးတက်ဆဲတဲ့9-1ပါစိုက်ထိုးထားတဲ့ချိန်မကြီးမာထားတဲ့စိုက်ထိုးထားတဲ့ချိန်မကြီးမာထားတဲ့4-2ပါအဲ့စားပဲပါချိန်မကြီးထိုးထားတဲ့အစိုက်ကိုတင်ကိုမတင်ညွန့်ကိုတောင်းစိတ်မကြော်ပါဘူးဗျာစားပဲပါချိန်မကြီးထိုးထားတဲ့အစိုက်တာယာပဲယူထားတယ်ဗျာချိန်မကြီးတာယာပဲဗျာမှတ်ထားတယ်ဗျာကောင်းပါတယ်ကျွန်တော်ကတော့ခြေသားခြေထည့်ထားလို့တော့เนาะဘယ်ဟာကသားသားဆိုတော့ training လုပ်တာပို့ပြီးကောင်းပါတယ်เนาะအစိုက်တာယာပဲယူထားတယ်ကောင်းပါတယ်အစိုက်စားပေးပါအစိုက်ထိုးထားတဲ့ချိန်မကြီးဝေးပါတယ်เนาะအိုက်ဒီတင်ပြီးတော့ဘွားတက်ထားတဲ့7-2ပါချိန်မကြီးစားပေးပါစိုက်တာယာပဲဗျာပတ်ထားတယ်ဗျာကောင်းပါတယ်အစိုက်စားပေးပါအစိုက်ထိုးထားတဲ့ချိန်မကြီးကိုတင်ကိုမတင်ညူကိုတောင်းစိတ်ကောင်းပါတယ်အစိုက်စားပေးပါအစိုက်ထိုးထားတဲ့ဝေးသွားခဲ့တယ်နော်ချိန်မကြီးထိုးထားတဲ့အစိုက်ကိုတင်ကိုမတင်ညူကိုတောင်းစိတ်ဆယ်သွားတယ်မိချိန်မကြီးအစိုက်တာယာပဲဗျာနော်နောက်ကိုနဲ့တန်တာဖြစ်နေစီပါဘူးချိန်မကြီးထိုးထားတဲ့အစိုက်တာယာပဲဗျာနော်ဝေးသွားပါလေချိန်မကြီးထိုးထားတဲ့အစိုက်မကြော်ပါဘူးချိန်မကြီးစပစ်ပါချိန်မကြီးထိုးထားတဲ့အစိုက်ထိုးထားတဲ့အစိုက်ကိုတင်ကိုမတင်ညိုကိုတောင်းစိန်ကောင်းပါတယ်ချိန်မကြီးကိုတင်ကိုမ
မတင်ညွန်းမတရက်ပြစ်ထားတယ်ကောင်းပါတယ်အစိုက်ပြန်ဆယ်ထားတယ်တင်ထားတယ်အစိုက်ပြစ်တယ်ချေမိုက်တက်ဆယ်တယ်ပြန်ယူထားတဲ့ချေမိုက်ကောင်းပါတယ်ဗျာနော်ချေမိုက်စားပစ်ပါထိုးထားတဲ့အစိုက်ကိုတင်ကိုပြစ်ထားတယ်ကောင်းပါတယ်ချေမိုက်ကိုတင်ကိုမတင်ညွန်းကိုတောင်းစိန်ကောင်းပါတယ်ချေမိုက်ချေမိုက်ရကျော်ပါဘူးပေးလာချာပြီးတယ်ပြန်ပါဟုတ်ကဲ့ပါကျေးဇူးပါပါ ဒီချီကြနေဟုတ်ပါလေနော် ဟောပါကိုရေးပါတော့ပြော ပါ နေ စုနားတယ်ပါနော် ကောင်းပါတယ်ချေမိုက် တော့မှာချက် ရှင်မိုင်းစားပေးပါဗျာ ချေမိုက်ထိုးထားတယ်ကောင်းပါတယ် ကောင်းပါလေဗျာ ထိုးထားတယ်ချေမိုက် ဒီပွဲတွေကနောက်တစ်ပွဲကကျော်နေတာဟိုဘက်ခွေးပါမယ်နော် ဇိုက်စားပစ်ပါဇိုက်ထိုးထားတယ်ချေမိုက် ကဲဆိုင်မိထားတယ်ဗျာဆိုင်တာရပဲဗျာနော်ကောင်းပါလေဆိုင် ကဲတရားပြတ်တော့သွားပြီနော်ဒါနဲ့ထိုင်းနေနေမှာပွဲရှိတယ်ထိုင်းနေနေမှာပွဲကြမှာပဲကစားကြတော့နော် ခုနပြပါခင်ဗျာ ချေမိုက်ဖွားတဲ့အသက်တယ်မကြော်ခဲ့ဘူးနော် ဆိုင်ပဲထိုးလာတယ်ရှင်မကြီး ကောင်းပါတယ် ပြီးတော့ပြီးတယ်ဗျာနာမည် ချေမိုက်စားပစ်ထိုးထားတယ်မချိုက်မကြော်ခဲ့ဘူးကြာနော် တော့မှမကြည့်ပါဘူးဗျာနော်တော့တော့တော့ပါ ကိုနိုင်ပွဲပါဗျာနော် ချေမိုက်ကိုတင်ကိုကောင်းပါတယ်ချေမိုက် မစကားပြောတယ်တဲ့ ချေမိုက်ထိုးတယ်ဇိုက်ကိုတင်ကို ကောင်းပါတယ် အဇိုက်စားပစ်ပါအဇိုက်ထိုးထားတယ်ချေမိုက်ကိုတင်ကိုမတက်ပြစ်ထားတယ်အဇိုက်ဆယ်ထားတယ် တာရပဲဗျာနော် ဇိုက်ကိုတင်ကိုပြစ်ထားတယ်ချေမိုက်ဆယ်ပေးမယ်လေ ပေါ်နေတာများလား ထိုးထားတယ်ချေမိုက်ကိုတင်ကိုကောင်းပါတယ် ကဲဆိုင်ထမိထားတယ်ဒါပေမဲ့မရပါဘူးဗျာနော်ဒီမိုင်းဆိုင်ပါဗျာနော် မိုက်စားပဲထိုးထားတယ်ဇိုက် ဆိုင်တာရပဲဗျာ ဒီမိုက်ဆယ်တယ် ကဲဆိုင်တာရပဲကောင်းပါလေကွာမကြော်ပါဘူးဗျာ ကဲဒီကနေ့ခုနပေဖွားကျော်တဲပွဲကတော့ချေမိုက်ကတော့အဇိုက်ကို15မဲ့6မဲ့နဲ့အနိုင်ရရှိသွားပါကြောင်းတင်ဆက်ရင်းနဲ့ကျွန်တော်ရဲ့ live လေးကိုခိတ္တချခွင့်ပြုပါဗျာနော်ကျေးဇူးအများကြီးတင်ပါတယ်လာရောက်ကြည့်ကြတဲ့ဝါသနာတယောက်ချင်းစီတိုင်းကို